မင်္ဂလာပါခင်ဗျာဒီဗီဒီယိုမှာတော့ကျောင်းသားကျောင်းသူတွေအနေနဲ့မိမိတို့ရဲ့အမှတ်စည်းရင်းတွေကိုဘယ်လိုကြည့်ရမလဲဆိုတာတစ်ဆင့်ချင်းရှင်းပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာပထမအဦးဆုံးအနေနဲ့ browser တစ်ခုခုမှာ www.brilliant-edu.com ကိုရိုက်ထည့်ပြီးဝင်ရောက်ပေးရပါမယ်ဆက်လက်ပြီးတော့ login ဆိုတဲ့နေရာကနေ portal login ကိုနှိပ်ပေးရပါမယ်BI support ဘက်ကနေပေးပို့ထားတဲ့ email နဲ့ password ကိုမှန်ကန်စွာရိုက်ထည့်ပြီးရင်တော့ sign in ဝင်လို့ရပါပြီခင်ဗျာမိမိတို့ရဲ့အမှတ်စည်းရင်းတွေကိုကြည့်ဖို့အတွက်ဆိုရင် enrollment အရင်လုပ်ထားရမှာပဲဖြစ်ပါတယ်ခင်ဗျာ BI ဘက်ကနေပြုလုပ်ပေးခဲ့တဲ့ student portal awareness session ကိုမတက်ရောက်လိုက်ရတဲ့ကျောင်းသားတွေအနေနဲ့ကတော့ BI office ကိုဆက်သွယ်ပြီးတော့ enrollment လုပ်ပေးရပါမယ်enrollment လုပ်ထားပြီးသားကျောင်းသားတွေအနေနဲ့ကတော့ dashboard အောက်မှာရှိတဲ့ grade ထဲကိုဝင်ပေးရမှာပဲဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်တော့မိမိတို့ရဲ့ average grade overall GPA အပြင် term တစ်ခုချင်းစီရဲ့ grade နဲ့ GPA အသေးစိတ်ကိုပါကြည့်ရှုနိုင်ပြီပဲဖြစ်ပါတယ်ခင်ဗျာ